Rose အမေကကြာစွမ်းနဲ့ဝယ်ရိုးရင်းကြိုလေးတောက်ချင်တယ်ဆိုလို့ဒီဆုပ်ပြုတ်ကလေးကိုချက်ပစ်တယ် Rose ကလေငယ်ငယ်တုန်းကဆုပ်တောက်ကတော့လုံးဝမကြိုက်ဘူးကြီးလာမှဝေချရတဖြည်းဖြည်းဆုပ်တောက်ရတာကိုကြိုက်လာတယ်ဒီဝယ်ရိုးလေးကိုမပြုတ်ခင်မှာကြက်သွန်ပြူလေးနဲ့ကျင့်နေအောင်လုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂျင်းနဲ့တခြားဟင်းခန့်အမွေးကြိုင်နေမပါဘဲနဲ့လေညီနတ်ကလုံးဝမရပါဘူးရှင်ဆုပ်ကုန်မှလေအခုလိုမျိုးအသားနဲ့အယိုးပြုတ်ရည်လေးကိုရှင်းရှင်းလေးတောက်ရတာကိုပို့ပြီးတော့ကြိုက်တယ်တဘာဝအချိုရတာလေးနဲ့အားလည်းရှိတယ်ဗိုင်လည်းပြည့်တယ်လို့ခံစားရတယ်ဒီဆုပ်လေးကလေကြာရိုးရဲ့အချိုရတာဂိုဂျီဘယ်ရီရဲ့လေတဘာဝအချိုရတာလေးနဲ့တော်တော်လေးကိုတောက်လို့ကောင်းတာသိလားဝတ်သားမစားတဲ့သူတွေဆိုလို့ရှိရင်လည်းကြက်သားနဲ့လည်းပြုတ်စားလို့ရတယ်စီလည်းလုံးဝမပါတဲ့လောက်ပဲဖြစ်လို့အာဟာရလည်းရှိကလေးလူကြီးမြေတောက်လို့ရတဲ့ဆုပ်လေးလည်းဖြစ်ပါတယ်နော်စုလေးကတအိုးလုံးကိုမှ932ကယ်လိုရီပဲရှိလို့ဝေးချနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်အရန်ကိုအဆင်ပြေပါတယ်ရှင်။